လာပါရှင်ဗမာတိုင်းသားဘာသာဖြင့်တင်ဆက်မှုအစီအစဉ်မှကြိုဆိုလိုက်ပါရယ်ယခုညတင်ဆက်ပေးသွားမယ့်တင်အကြောင်းအရာတွေကတော့မေရှားတတုတူအလုတ်တမ90ကျော်တောင်ပြူကြပြီးတေဆုံးတဲ့တင်တိန်နီပန်စွန်ကျေးရွာမှာပြည်သူတို့မိုင်းနှင်းမိတဲ့တင်ကိုကျွန်မမွန်းကြကနေတင်ဆက်ပေးသွားမှာပါပောင်ဝါမြို့ပန်တာဟောကျေးရွာအနီးတစ်ဝိုက်မှာမေရှားတတုတူးဖော်တဲ့အလုတ်တမ90ကျော်ဇွန်လ19ရက်ညတကောင်အချိန်တောင်ပြိုကျပြီးတိတ်ဆုံးသွားတယ်လို့ဒေသခံပြည်သူများရဲ့ပြောကြားချက်အရသိရပါတယ်။အခုတောင်ပြိုကျပြီးအလုတ်တမများတိတ်ဆုံးတဲ့အချင်းဟာဦးစခုံတင်ရင်ရဲ့မေရှားတတုတူးဖော်တဲ့နေရာဖြစ်ပြီးတောင်ပြိုကျလာတဲ့အချိန်အလုတ်တမများအိမ်မောကျတဲ့အချိန်ဖြစ်တာကြောင့်အလုတ်တမအယောက်90ကျော်တိတ်ဆုံးသွားတာဖြစ်ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ4ရက်နေ့မှာလည်းပောင်ဝါမြို့အတွင်းမှာမေရှားတတုတူးဖော်တဲ့နေရာတနေရာမှာမေပြူလာမှုကြောင့်အလုတ်တမအယောက်20ကျော်သေဆုံးသွားတယ်လို့လည်းစုံစမ်းသိရပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းတိန်နီပန်စွန်ကျေးရွာမှာပြည်သူတို့ချန်ရှင်းလင်းနေစဉ်မေမြုပ်မိုင်းနေမိတာကြောင့်ခြေထောက်နှစ်ဖက်ဖြစ်လိုက်ရတယ်လို့ဒေသခံပြည်သူတွေထံကသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့မှာလေတိန်နီမန်တောင်ကျေးရွာမှာရွာသားတို့နွားကြောင်းတွားချိန်မေမြုပ်မိုင်းနေမိပြီးအသက်သေးဆုံးသွားရကြောင်းနဲ့အဲ့ဒီညနေမှာပြီးတော်ဟင်းရှာထွက်တဲ့ကလေးငယ်တို့လေမိုင်းနေမိတာကြောင့်အသက်သေးဆုံးသွားတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွေတိုက်ပွဲဖြစ်ပွားရာနေရာဝန်းကျင်တွေမှာမြုပ်ထားတဲ့မိုင်းစနဲ့စစ်လက်နက်အကျွမ်းအကြံပစ္စည်းတွေကိုဖေရှာရှင်းလင်းတာတွေမလုပ်ဆောင်ပေးတာကြောင့်အခုလိုထိခိုက်ဒဏ်ရာရသူတွေပုံမများလာကြောင်းလဲစုံစမ်းသိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွေဇန်နဝါရီလကစပြီးမေလအထိမေမြုပ်မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူအယောက်90ကျော်ရှိပြီးအသက်သေဆုံးသူ20ကျော်ရှိနေပြီဖြစ်ကြောင်းလဲသိရပါတယ်ရှင်။ဗမာတိုင်းသားဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုသူပရိသတ်အပေါင်းရွှေလန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်